မနက်စောစောမနက်စာထချက်ရမှာပြင်းနေဆိုရင်ဒီလိုအသားပေါင်းလေးချက်စားပြအောင်ချက်စားနော်လုံလီကလည်းရိုးရှင်းလွယ်ကူပြီးမွေးပြန့်ဤဆက်အရသာရှိပါတယ်ခဲနေတာကိုပြောအောင်လုပ်စရာမလိုပဲရေစုရင်အိုးတဲ့12မိနစ်လောက်ပေါင်းထည့်လိုက်ရင်ရပါပြီဒီလိုပူပူနွေနွေအသားပေါင်းလေးကိုအိမ်ကလူတွေကတော့အရန်ကြိုက်ကြပါတယ်ဖဲလိုက်တာနဲ့ cheese အပြည့်ဖြစ်နေပြီးအသားမြင့်လေးနဲ့ကြက်ဥအငန်အနှစ်ကနူးညံ့ဤဆက်မွေးပြန့်တဲ့အပြင်အခွန်ပါပြီးအစာများလို့တရက်ကိုတပန်းကစားမလောက်ပါဘူးစားရတာလည်းအရန်အရသာရှိပါတယ်မုံလုံးကိုမကြက်တကြက်ပြုတ်ပြီးဆဲထုတ်လိုက်ရင်အရန်ရတာရှိတဲ့အစာတစ်မျိုးဖြစ်လာနိုင်ပါတယ်။ပျော့သွားအောင်ပြုတ်ပြီးရင်ဆဲပြီးရေခဏစိမ်ထားလိုက်ပါမယ်။ပကံလုံးအလွတ်ထဲကြက်ဥနှလုံးဖောက်ထည့်ပြီးအမြန်ကြီးအောင်ခလောက်ထားလိုက်ပါမယ်။ကြက်ဥအရေကမုံလုံးတွေထဲစိတ်ပြီးမုံလုံးတိုင်းကြက်ဥတွေကပ်သွားအောင်လုပ်လိုက်ပါမယ်။အဲနောက်မှာတော့ပါမုတ်6ထဲထည့်ပြီးမုံလုံးကိုစီ60ရာခိုင်နှုန်းလောက်ပူလာတာနဲ့အိုထဲထည့်ကြော်လိုက်ပါမယ်။စက္ကန့်30လောက်အမြန်လေးကြော်ပြီးရင်တော့ဆက်ထုတ်လို့ရပါပြီဒီလိုလှုပ်ထားတဲ့မုံလုံးကြော်ကအပေါ်ရန်သားကျွတ်လေးနဲ့အတွင်သားကအီမွေးနူးညံ့ပြီးပါဇက်ထဲတွင်ပေါက်သွားတာမလို့တကယ့်ကိုအရန်စားလို့ကောင်းပါတယ်လှုပ်တက်သွားပြီဆိုရင်တော့လူကြီးမင်းတို့လည်းအမြန်သားလှုပ်စားကြည့်လိုက်တော့နော်ဒါကဟိုတယ်ကစဖို့မှုတယောက်ကျွန်တော်ကိုလာပြောပြတယ်မှုချက်နီးပဲဖြစ်ပါတယ်ဒီလိုအိုမျိုးတဲ့အထက်ပေါင်းလိုက်ရင်အိုချတာနဲ့နမဲကြီးအစားအစာဖြစ်သွားနိုင်ပါတယ်အရင်ဆုံးမှုကိုအနေတော်အပိုင်းလေးတွေပိုင်းပြီးရေတက်တက်လောင်းထည့်ပေးလိုက်ပါမယ်အဲ့ဒီနောက်စားတစွန်းလဲထည့်ပေးလိုက်ပါမယ်အဲ့လိုဆိုမှုဘောကအညစ်အကြေးတွေကိုပို့ပြီးအလွယ်တကူဖယ်ရှားလို့ရပါပြီရေစင်အောင်ဆေးပြီးတဲ့နောက်အိုတဲ့10မိနစ်လောက်ထည့်ပေါင်းလိုက်ပါမယ်ပေါင်းပြီးနောက်ကြက်သွန်ပြူနှုတ်စင်ကြက်သွန်မိတ်အနေငယ်ငရုတ်သီးအနေငယ်နှမ်းလော်တစွန်းငရုတ်သီးမုတ်တစွန်းထည့်ပြီးနောက်မွေးသွားအောင်စီပူပူလောင်ပြီးအရသာအတွက်ပဲငံပြရဲ့အကျဲနစ်ချီဗီနီဂါခယူစီအတင်တင်စားကြက်တောင်မုတ်မြေပဲဆန်အနေငယ်နနမင်းလက်တဆုပ်ထဲအဲ့နောက်လက်နဲ့နှံ့အောင်မွေးပြီးစားလို့ရပါပြီဒီလိုလှုပ်ထားတဲ့မှုတုပ်ကမွေးပြတ်နူးညံ့အရသာဝင်ပြီးချိုချင်းဆက်ဆက်လေးနဲ့တကယ့်ကိုအရက်နဲ့ရောထမင်းနဲ့ပါလိုက်ဖက်ပါတယ်တော်တော်များများကကက်ကတိငါဝယ်လာတဲ့အခါပေါင်းမဲပေါင်းစားလေးရှိကြပါတယ်တကယ်တော့ကက်ကတိငါကိုနှက်စားမယ်ဆိုရင်လည်းတော်တော်လေးအရသာရှိပြီးအသားကလည်းနူးညံ့ပါတယ်ငါကိုဂျင်းကြက်သွန်မိတ်နဲ့တန့်စင်အောင်ဆေးကြောပြီးဓာတ်နဲ့မုံပေးလိုက်ပါမယ်စီအတော်လေးပူလာပြီဆိုရင်တော့ငါကိုအိုးထဲထည့်ပြီးမျက်နှာပြင်နှစ်ပတ်လုံးရွှေဝါရောင်တန်းအောင်ကြောပြီးရင်ဆဲထုတ်ထားလိုက်ပါမယ်စီပူရင်ဂျင်းကြက်သွန်ဖြူငရုတ်သီးကိုမှုှေးနေအောင်စီတက်